ပေါင်းတို့ကျွန်တော်တို့သခင်ယေရှုခရစ်တော်သခင်သည်တေချင်းမှရှင်ပြန်ထမြောက်တော်မူသည့်အေမင်္ဂလာပေါင်းနှင့်ပြုဝတော်ည၌ကဘာတဝန်းလုံးတွင်အနှံ့ပြားရှိနေကြသောဘာသာဝင်သားသမီးတို့သည်ဆုယုံကြ၍နူးနူးကြကြဆောင်းငံ့ကြလျက်ဆုတောင်းမေတ္တာပြုကြရန်အသင်းတော်သည်ဖိတ်ခေါ်လျက်ရှိသည်ကျွန်တော်တို့သည်ဖျားသခင်နှင့်နှုတ်ခပတ်တော်ကိုနာခံကြ၍ပါစကားပွဲတော်ကြီးနည်းနည်းပွဲရာဖြစ်သောအခမ်းအနားများကိုကျင်းပကြလျက်သခင်ဖျားရဲ့အသေးခံတော်မူခြင်းနဲ့ရှင်ပြန်ထမြောက်တော်မူခြင်းတို့ကိုပြန်လည်တည်ရကြလျက်ယေရှုသခင်နဲ့အတူတေခြင်းကိုအောင်မြင်ကြ၍ကိုရောနဲ့အတူဖျားသခင်၌အသက်ရှင်ခြင်းချမ်းသာကိုရနိုင်ကြမည်ဟုမျှော်လင့်နိုင်ကြပေသည်ပေလိမ့်မည်မြေကောင်းကြီးပေခြင်းဆုတောင်းကြစို့ဘုရားသခင်ကိုရောဒီကိုရော၏ဘုံရောင်ချီတော်ကိုကိုရော၏သားတော်အဖြစ်ဘာသာဝင်တို့အပေါ်သို့ထွန်းလင်းစေတော်မူသည်နှင့်ဤမိတိကိုတန်ရှင်းစေတော်မူ၍တပည့်တော်တို့သည်တန်ရှင်းစင်ကြယ်သောစိတ်နှလုံးဖြင့်အလွန်ထွန်းလင်းတောက်ပသောထာဝရပွဲတော်ကြီးသို့ရောက်နိုင်ကြရန်အပါစကားပွဲတော်ကိုကျင်းပခြင်းအပြင်ထာဝရဒုက္ခချမ်းသာဆန်းစားလိုသောလူဆန္ဒများပြုအပ်ကြစေခြင်းငှာတပည့်တော်တို့အားမဆတော်မူပါမည်အကြောင်းတပည့်တော်တို့သခင်ခရစ်တော်ဘုရားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်ခရစ်တော်သခင်သည်ယမနေ့နဲ့ဤယနေ့အလ်ဖာနဲ့အိုမီဂါဖြစ်တော်မူသည်အချိန်ကာလတို့နဲ့ကာလဆက်ဆက်တို့သည်ကိုရောနဲ့သာသက်ဆိုင်ကြ၏ကိုရောအားဘုံတော်ဂုဏ်တော်နဲ့ဆူဆန်တော်မူခြင်းသည်အရှင်ထာဝရကာလဆက်ဆက်ရှိစေတည်းအာမင်မိမိတန်ရှင်း၍ဂုဏ်ရှိလာသောဒဏ်ရာတော်များအပြင်ခရစ်တော်သခင်သည်ကျွန်ုပ်တို့ကိုထိန်းသိမ်းကာကွယ်ဆောင်ရှောက်တော်မူပါစေအာမင်ဘုံကုံတော်နဲ့ရှင်ပြန်ထမြောက်တော်မူသောခရစ်တော်သခင်နှင့်အလင်းရောင်ခြေတော်ဖြင့်စိတ်နှလုံးမှအမိုက်မောင်တို့သည်လွန်စင်သွားကြပါစေ
Lumen Christi Deo gratias အားလုံးပြန်ထားရအောင် Lumen Christi Deo gratias အားလုံးပြန်ထားရအောင် Lumen Christi Deo gratias ပြန်ထားမယ်